大家肥猫耶，肥猫耶耶，哦好，包西耶，包事嘢，嗯，公仔啲你，哎，吓不是你များ咗啦？阿公媽拖လာ啦哇，好啦，哦，俾人哋養လာ咧，俾人哋養လာ咧，這麼lâu嘞？哦，聽唔諗咩啦？咁啊，曬得啦，有啲冇，လက်ဆောင်လေးပေးခြင်းလို့，လက်ဆောင်လေးပေးခြင်းလို့နော်，လက်ဆောင်လေးပေးခြင်းလို့တက်ခေါ်လိုက်တာ，ပြီးတော့မုန်းနေလဲဝယ်မယ်နော်。အသက်ဘယ်လောက်ရှိသွားပြီလဲ အသက်40နှစ် 40နှစ်40နှစ်ဆိုရင်အိမ်မှာမိသားစုကဘယ်နှစ်ယောက်ရှိလဲခင်ဗျာ မိသားစု9ယောက် အော်9ယောက်တမီမီလေးတွေလား အသားမီမီလေးတွေတားလေးတော့တယောက်ရှိတယ် KG တက်တယ် အော် KG တက်နေလားအော်ဟုတ်ကဲ့ဒီကဘယ်လိုရောင်းလဲခင်ဗျာပေါက်ဗာလဲပေါက်စီ 150 150 250 အော်250လား ၄ခုတစ်ထောင် အော်4ခု1000အော်1000မို့ပြီနော်1000မို့ပြီပါခင်ဗျာ အော် အိမ်မှာမျိုးသားရောရှိလား မျိုးသားရှိတယ်မျိုးသားကျမ်းမာရေးမကောင်းလို့ ဟုတ်လားအော်မျိုးသားရောဘယ်လောက်ရှိသွားလဲတက် တလားတစ်ခါစေးတောက်ကြရတာ ဘာကျမ်းမာရေးဖြစ်တာလဲ ဟွာပေါ့အာယုံကြောလေ အော်အာယုံကျော်လား အာယုံကြောဖြစ်နေတာအဲ့ဒါအာယုံကြောစေးကိုတလားတစ်ခါဝယ်တိုက်ရတာ အော် အဲ့လိုမျိုးတွေ ဟုတ်ကဲ့ဟုတ်တာပေါ့ အဲ့ဒါကြောင့်မလို့အမကြီးကတနေ့ကိုနှစ်ပန်းရောင်းရတယ်မနေ့တစ်ပန်းညနေ့ကင်းတစ်ပန်း อ๋อ အဲ့လိုမျိုး နှစ်ပန်းပေါ့ နှစ်ပန်း အဲ့ဆိုနှစ်ကြော့ပြန်ပေါ့ နှစ်ကြောပြန် อ๋อ ခုမနေ့ပိုင်းပြန်လာပြီ အဲ့တော့နှစ်ပိုင်းပြန်လာပြီဩဟုတ် ဒီကမနေ့ပိုင်းပြန်လာခုနေ့ကင်းမှကြောက်တက်ပတ်သွားမှာ ကြော့ဒီမှာဒါအမျိုးသားအတွက်အင်ကြီး အော် ကြော့ဒါမာကြီးအတွက်1 set အေးပါအဲ့ဒါအမကြီးဘလို့ဟိုနေ့မြတ်မယ်ခဏလေးကြိုင်မိတာနော် ဟုတ်ဘယ်လိုရင်းဖြစ်ချင်တာရ ယူသွားပါမဟုတ် ဟုတ်အာနာဆောင်းလေဒီပေါ်တင်ထားပါအောင်အဲ့ဆိုဒီပေါ်တင်လိုက်မယ်လေနော်ဒီလိုမျိုးလေးတင်လိုက်ပါအဲ့ဆိုစီမပေးတော့အောင်နော်ရော့ထည့်ကြပါလား မပါဘူး ဩဟုတ်ကဲ့ထည့်ကြမပါဘူးဆိုရင်ခဏလေးသားတို့ထည့်ကြလေဒါလေးကဆေးလေးနော် အပါစီးလေးလည်းမဟုတ် ဒါလေးကဒဏီဘူးကြောက်ဆေးလေးဒါလေးတောက်ကြည့်လိုက်နော်ဒါလေးအမျိုးသားအတွက်လည်းကောင်းနေဒါလေးဖြောတော့နော်ဟုတ်ခဏလေးဒါလေးတင်နိုင်ဦးမယ်နော်ဒီနေ့ကကျတော့ဒါအဲ့လိုလက်ဆောင်လေးလည်းပေးတယ်ဒါဈေးရောက်တဲ့သူလေးတွေပေါ့နော်လက်ဆောင်လည်းလိုက်ပေးတာပြီးတော့ကျတော့ဒါကအနုပညာလောက်တာဖြစ်တဲ့အကြောင်းမလို့အနုပညာလောက်ကရတဲ့အနုပညာဈေးလေးတွေကိုပြန်ပြီးမှလှူပေးတာအဲ့လိုမျိုးအာနာကြာပြီဘာလို့အာနာမှာလဲအာမနာပါနဲ့ကဲဒီမှာကန်ဆန်းမယ်လေနော်စိတ်ဝင်စားလား စိတ်ဝင်စားတယ် ဒီမှာစာအိတ်တွေအများကြီးပါတယ်ကြိုက်တဲ့စာအိတ်ကိုရွေးရတဲ့ပတ်စံကမာကြီးအကုန်လုံးရမှာအကုန်လုံးယူရမှာကျေးဇူးတင်ပါတယ်အဲ့မှာဘယ်စာအိတ်ကိုရွေးချင်လဲကြိုက်တဲ့စာအိတ်ရွေးလိုက် ရပါတယ်ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ဟုတ်ပြီဗျာကဲတော့ကိုယ်တိုင်ထုတ်ကြည့်ဘန်ကြီးပေးပါခင်ဗျာရီကြည့်လိုက်နော်တရွက်ချင်းရီထုတ်အကုန်လုံးထုတ်လိုက်ရီကြည့်ဟမ်ဘယ်လောက်ရှိပါပြီ ဟောလေ ဟုတ်1000 2000 3000 4000 5000 6000 2000 2000အော်ဟုတ် လာလေ 3000 အဲ့ဆို3000ရပါဗောပြောစရာကြီးအေးတနေ့ကိုရောက်ရင်ရော မာကြီးရတယ်ကျေးဇူးတင်ပါတယ်အခုကဆေးဝက်ကနေနေပြီ ဟုတ်လားဆေးဝယ်ကနေပြီဆေးရတစ်ခါဝင်ဘလောက်ဝယ်ရတာလဲ ဆေးရဝယ်လို့ရှိရင်မာကြီးကတော့တိတ်မတက်နိုင်တော့1000မိုးလောက်ပဲ 1000လောက်တလားစာ1000ဖို့အဲ့ဆိုရင်သားလည်းနောက်ထပ်မုတ်ဖို့ထပ်ပေးလိုက်မယ်လေဆေးဖို့ထပ်ပေးမယ်နော် ရပါတယ်တော့ပါပြီ အိမ်ကအမျိုးသားအနေမကောင်းဘူးဆိုတော့ရောဆေးဖို့လေးနောက်ထပ် တော့ပါပြီ 2000 တော့ပြီ ရော2000ထပ်ယူလိုက်နော်အမျိုးသားအတွက်ကဲအဲ့ဆို2လသာရပါပြီ နော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်အခုကဘယ်ကိုသွားရအောင်ပါလဲ ကြောက်တန်းကိုသွားမှာ ကြောက်တန်းကိုသွားမှာလားကြောက်တန်းနဲ့ဒီနေရာအဝေးကြီးနော် ဝေသွားတာပဲ ဟုတ်လားခြေထောက်တင်ညောင်းပါဗော သွားလို့လည်းမရဘူး ဟုတ်တာဗောကဲဒီမှာ ချမ်းသာသွားတော့မာကြီးရတော့ ဟုတ်ပြီမုံဘိုးလေးယူလိုက်အောင်မုံဘိုး တော့ယူသွားတော့ ယူသွားပါမုံဘိုးတလား ယူအောင်ဆိုတော့ ယူပါနော်ကဲဒါကြတော့ဒါဒီနေ့မိုင်ရဲ့ကံကိုစမ်းကြည့်လိုက်တာ3000ပေါက်သွားပြီ2000အပေါ်ရလို့ဆိုပထမဆုံး5000ရပါဗောဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အများကြီးရောင်းကောင်းပါစေခင်ဗျာ ဒီနေ့တော့ပျော်သွားတာပါမာကြီး ဟုတ်လားဟုတ်တာဗောတခါရောင်းရင်ဘယ်လောက်ကျန်လဲ
အိတ်ကလေးဝယ်ပြီးတော့အိတ်ကလေးနဲ့ထည့်လိုက်မယ်လေ အိတ်ကလေးမဝယ်နဲ့ဒါတို့ကားပေါ်မှာအိတ်ကလေးပါတယ်နော်အိတ်ကလေးနဲ့စီစဉ်ပေးမယ် ကျေးဇူးတင်တယ်နော် ဟုတ်ရောက်ပတ်စံဘူးကြီးမေးကြနေမယ် ပျော်ပြီးတော့ ပျော်ပြီးတော့ ဟုတ်ပါ အေးဟုတ်တယ်ဒါလေဒီလွတ်ကုန်မယ်နော် ဟာလာမလေးမပြောက်ဘူးနေပူနေမှာအစိုးလို့တန်90တောင်ရှိသွားပြီဘာစားပြီးပြီလဲ မထား အော်ဒီမှာရောက်မုံလေးစားလိုက်နော်ဟုတ်ကဲဟိုမှာသားတို့ဟိုနန်းလေးမှာကားလေးနဲ့သွားနေတော့ကြတော့ကြည့်နေရလေးတွေ့လို့လေပလုံကောက်နေရတွေ့လို့မသားတို့ကလာပြီးတော့မှမိတ်ဆက်တာပေါ့ထိုင်ပါအောင်ခင်ဗျအသက်50မိသားစုဘယ်နှစ်ယောက်ရှိလဲခင်ဗျ ဒါဆို9ရောက် အော်9ယောက်ရှိတာလားအော်ဟုတ်ကဲ့ပါခင်ဗျကဲလက်ဆောင်လေးပေးမလို့အိမ်မှာအမျိုးသားရှိသေးလား ရှိတယ် အော်အမျိုးသားအတွက်ရောဒီမှာအင်ဂျီလေးပြောလား ရတယ် အင်ဂျီလေးယူသွားနော်ဒီမှာအင်ဂျီလေးကြိုက်ရလားကြိုက်ရဒီမှာရောဒါလေးကကျတော့အန်တီအတွက်ဝမ်းဆက်လေးကြိုက်ရလားအစင်လေးအယောင်လေးကရောကြိုက်ရလားဒါလေးကကျတော့ဒါအဲ့လိုလေးပေးဖို့ဆိုပြီးတော့မှဝယ်ထားတာနော်ဒါလေးတွေချုပ်ဝစ်ဒါလေးကကျတော့ချုပ်ဝစ်ဖို့လိုတယ်ဒါလေးကကျတော့ ready ဝေးရမှာနော်ကဲအသက်50ရှိသွားပြီရောဒါလေးကကျတော့စေးတုပ်လေးနော်အဲ့ဒါလေးလည်းတောက်လို့ရတယ်ဘလုံးကဘယ်ချိန်ကလေးစားကောက်လာလဲ ဒီနေ့ဆိုမနဲ့တည်းကောက် အော်မနေ့ကလေးကဒါပဲရသေးရလားဩဘလုံးအမြင်ဒီပါလဲဘာတွေလဲမသိချက်ပါလေလားအော်ကတ်တူတွေပါဩကတ်တူတွေပါကောက်တာဒီအကူဘယ်လောက်ရလဲစင်ပြေရလား မပြေဘူး2300လောက်ပဲရ ဩ2300မရလားဩဟုတ်ပါကဲဟုတ်ပြီဗျာ2300မရဆိုတော့ဒါကန်ဆန်းကြည့်မယ်လေအန်တီရဲ့ကန်ကိုဆန်းကြည့်မယ်နော်ဘယ်လောက်ရမလဲဆိုတာဒါတစ်ချက်ကြည့်မယ်ဒီမှာစာအိတ်လေးတွေပါတယ်ကြိုက်တဲ့စာအိတ်ကိုရွေးပါခင်ဗျာကြိုက်တဲ့စာအိတ်ကိုကြိုက်တယ်လို့ရွေးလို့ရတယ်ဒီမှာရောရားတဲ့ပတ်စံကအဒီအကုန်လုံးယူပါပါဘယ်လိုလဲစိတ်ဝင်စားလားဟုတ်ပါဗျာတကယ်က2300မရဟုတ်ပါကဲအဲ့ဒါဆိုရင်ကန်ဆန်းကြည့်မယ်ကြိုက်တဲ့စာအိတ်လေးကိုနှိုက်လိုက်ပါရွေးနှိုက်လိုက်ဟုတ်ပြီနှိုက်ဖောက်လိုက်စာအိတ်လေးကိုဖောက်လိုက်ရလားစာအိတ်လေးကိုဖောက်လိုက်ထုတ်ကြည့်လိုက်အကုန်ထုတ်ကြည့်ဟေးရီဦးအများကြီးပဲရီကြည့်ပါအောင်ဘယ်လောက်ရလဲဆိုတာတစ်ချက်ကြည့်အောင်တောင်းတန်လေးတက်ဖယ်ကြည့်လိုက်1000 2000ဟေး2000 2000ခွဲဟုတ်လား3000ခွဲဟုတ်လား3000ခွဲ4000ခွဲ5000ခွဲ6000ခွဲ6000ခွဲ6000ခွဲ9000ခွဲ9000ခွဲဟုတ်ဘယ်လောက်ရှိသွားပြီတော့8000အော်8000ရှိသွားပြီ9000 9000ခွဲတသိန်းဟာတသိန်းရပါပြီဗျာ ကျေးဇူးတင်လိုက်ခါသားလေးရဲ့ ဟုတ်ပါတသိန်းတောင်ရပါပြီနော်ကဲ ဟိုကြီးတို့အိမ်မောဆင်းပေးရတော့ ဟုတ်လား သားလေးနဲ့တို့ ဩဟုတ်လား အိမ်ကိုမပေးနိုင် ဩဟုတ်တာဗောဒီမှာတသိန်းရပါပြီနော် ကျေးဇူးတင်လိုက် တသိန်းရသွားတော့ဘယ်ခံစား ပြန်ရတော့မယ်သားလေး ဟုတ်လားအိမ်ထဲပြန်နေရတော့မှနေစရာလေးပြန်ရပါပြီဗော ဘယ်နဲ့ပါခိုင်းတာ ဟုတ်တာဗောနော်ဘာလို့ဆိုရင်ဒီရဆင်းရတော့မှာ
မပေးရင်တဲ့အိမ်မောကနေဆင်းရတော့မယ်တဲ့အဲ့ခုအိမ်လာကလေးလည်းရပါတယ်အိမ်လာကပေးလိုက်တယ်ဆိုရင်အိမ်လာက9000တောင်ပေါ့နော်အိမ်လာကပေးလိုက်တယ်ဆိုရင်သူ့အတွက်300မကျန်ပါဆိုလို့ကျန်တဲ့ပတ်စံအကုန်ပေးပလိုက်ပြန်ဝမ်းသွားတယ်မချစ်ပါလွတ်ပြစ်တာလား ပြောပါလို့ အကြီးပြောသွားလို့လားဩအသက်ဘယ်လောက်ရှိပြီလဲ ပြောတဲ့တော့ရ 30ကျော်သွားပြီဩမိသားစုကရော အဖေရတိုင်းညောတယ် ဖေးရ တိုင်း အကိုရနှစ်ယောက်တည်းပဲနော်အမတွေရောဘာရောရှိလား မရှိဘူး ဩ တိုင်းနေရ အိမ်ငါနေရလားဟုတ်ကဲ့ဒီမှာလက်ဆောင်လေးပေးခြင်းလို့ရောအင်ဂျီလေးအဖေရသားရရှိရဆိုတော့မိမအမေကြီးမမိန်းကလေးအဝတ်စားပါလားဆိုတော့ဘယ်လိုလုပ်မလဲ ပြောယူရမယ်လေဟိုကြီးရောတော့မရရ ဟင် တော့မရရ အတော်ပြီးလွတ်လိရတယ်ဟုတ်ပြီဗျာရောတော်ပြီးလိုက်အဖေရသားရဆိုတော့ဟိုအင်ဂျီတစ်ထည့်ထပ်ပြီးမယ်နော် ဟုတ် အင်ဂျီတစ်ထည့်လောက်ဟုတ်ဒီမှာရောဒါလေးဆေးတုပ်လေးနော်ကဲဒါလက်ဆောင်ပေးဖို့တက်တက်လန့်ခေါ်လိုက်တာဒီကကြောင်ရောင်းမကုန်လို့မအကြီးပြောသွားလို့နှုတ်ပြခဲ့ရတာလားဘယ်ကနေရောင်းတာလဲ အမှန်တော့ရ ထမလောနေလာလားဟုတ်ကဲ့ကဲဒီမှာစာရီလေးတွေပါတယ်ကြိုက်တဲ့စာရီကိုရွေးပါခင်ဗျာစာရီထဲမှာပါတဲ့ပတ်စံအကိုရမှာသိမသားလားဟမ်ရကြိုက်တယ်ရွေးကြိုက်တယ်မဟုတ်ကြိုက်တဲ့အိတ်ကိုရွေးလိုက်တဲ့အိတ်ကိုရွေးလိုက်တဲ့အိတ်ရွေးလိုက်တဲ့အိတ်ရွေးလိုက်တဲ့အိတ်ကိုရွေးကြိုက်တဲ့ရွေးဘယ်ရွေးမှာယူဖောက်ကြည့်လိုက်နော်ရထောက်ပြီးတော့ရည်ကြည့်ပါအောင်ရအမျိုးသားဝတ်အင်ဂျီတစ်ထည်လောက်ရည်ကြည့်လိုက်ဘယ်လောက်ရသွားပြီလဲ တော့တော့ဟမ် တော့ကြည့်ပါဦးဘယ်လောက်လဲဟုတ် တော့ 2000 2000ရပါပိုင်းလိုက်တာအဖေရောအသက်ဘယ်လောက်ရှိသွားပြီလဲ အဖေက50ကျော်ပါ 50ကျော်သွားပြီလားရောအဖေရောအကိုရောဝတ်လို့ရအောင်ရောဒီမှာရောနှစ်ထည်ယူသွားလိုက်နော်ဒါကကြတော့အတော်ကိုပေးချင်ပေးလိုက်နော်ချုပ်ဝတ်လိုက်လို့ရတယ်ကဲအဖေကအိမ်မှာဘာလုပ်နေလဲ အဖေကလေးဖြစ်တာဘာမှမလုပ်နဲ့ ဟုတ်လားလေးဖြတ်ထားလားကဲအဖေလေးဖြတ်ထားတာဆိုတော့အဖေအတွက်ကိုလည်းမိုးဖို့ပေးလိုက်မယ်နော် ဟုတ် စေးဖို့ပေါ့ ဟုတ် ဟုတ်ကဲ့ပါခင်ဗျာထမလုံးကနေလာရအောင်တာပေါ့ ဟုတ် တရက်ကိုဘယ်လောက်ကျန်လဲရေခဲချောင်းကကြတော့မိုးတွင်းကြီးဆိုတော့ ကျော်လာတာနေရ လာတာနေအောင်တာလား လာတသိမရတော့အားတော့မမှုပဲအဲ့မျိုးလို့ပြရ ပျော်လို့ဖြတ်သွားတာ ဟုတ် ရေခဲတွေပျော်သွားလို့မို့ဖြတ်ခံရတာလာတာတဲ့ ဟိုအိမ်မောရကျွန်တော်မောင်းချတယ်လာတော့မေးရတယ် ဟုတ်လားအိမ်မောနေတော့မစားခံရတာလား လာမေး လာတာမပေး မေး ဘူး တော့မေးရတယ် ဩ စနေမေးမေးရမယ် ဩ ဆောက်လို့ရောနိုင်လုံးနေရတယ် ဟုတ် သူအိမ်ရတာရောမေးရတယ်ရောပြောတာ အိမ်လာကတော့တစ်လောက်ပြတ်ပြရတယ် အဲ့တော့ရောတော့နေရောဖာမေးရ ဟုတ်ဒီနားရေမေးတော့အားတော့ ဟုတ် ကျတော့တော့မမေးဘူး 3000 ဒီတော့ဒီရဟိုမေးရပြီသိရ ဒီလားမပေးနိုင်လို့ရှင်ဆင်းရတော့မှာရောအဲ့ဒါဆိုရင်ရောအိမ်လာကထည့်ယူတော့ဗျာနော် ဟုတ် 3 4 5 6 9 10 ကဲစင်းနေရမလို့တော့ဘူးရောအိမ်လာကလည်းယူသွားလိုက်နော်ဒါကကြတော့တက်တက်ပေးတာဒါလေးကကြအခုကန်ကောင်းလို့မို့2000တက်တက်ရတာကဲကျေးဇူးများတင်ပါတယ်မိုးတွေမကြခင်ရွာတော့မယ်နော်အိမ်ပြန်ပြီးတော့မှအေးစိမ်းနာအောင်ရေခဲချောင်းနေအကြီးမပြော့သွားအောင်မြ мян ဆန်ဆန်ရောင်းပြည့်အကြီးပြော့သွားရင်ရောနေရလိမ့်မယ် အဝေးယူပါရဲ့ဒါမှသားရရတော့ ပြော့သွားပြီလားရှိသေးလို့လား ဒီနေ့ဝေး ဟုတ်လားယူသွားမယ်လေဟုတ်ကဲ့ယူမယ်အင်ဂျီလေးတေချာယူသွားအောင်နော်တော်ပြီတတာဟုတ်သွားပြီ